ငစီရေဟောင်လို့ဝပြီလားကလိန်ကကြိလိန်ညာလို့ဝပြီလားအေးလိန်ညာလို့ဝပြီဆိုရင်နေ့ရက်အတန်နေလာပြီးတော့နားထောင်နော်ပြီးတော့ငါကိုငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်ပြီးတော့နေမတရားဆွဆွဲထားတာကိုနေတက်သေးထောက်ထားမရှိလို့စင်ငါတရားဆွဲမယ်โอเคနော်ငါတရားတကယ်ဆွဲမယ်ညတုန်းကညီမလေးတယောက်ကိုမမို့ခိုင်းတယ်မမို့ကွင်တတောင်းတာဘောနော်ပြီးတော့မမို့ကွင်တတောင်းတယ်ငစီကိုသွားမေးပေးမမို့စင်စစ်မယ်နော်မမို့ဘက်က ready ပဲမနေ့ဖန်လားတပတ်ခါလားငါစစ်မယ်2021ကနေ2025 2026ထိမမို့စင်စစ်မယ်အဲ့ဒီညီမလေးလဲသူ့တော့ပြောတယ်ပြီးတော့ तू လက်မခံဘူး तू ဘာပြောလဲသိလားစစ်မယ်ဆိုရင်တဲ့နိုင်ငံတော်အစစ်ပညာရှင်သူ့ကိုစစ်စေမှသူစင်ချပြပေးမယ်တဲ့ဟာဘယ်လိုလဲပြောတော့ရိုးသားတဲ့ဆိုစင်စရာလာတိုင်ချပြတယ်ဆိုဟမ် NUG အစိုးရနိုင်ငံတော်အစစ်အစိုးရလာပြီးတော့စစ်ပြမှနေရစင်စရာချပြမယ်မင်းသာရိုးသားလို့စင်မင်းသာမလိန်ညာဘူးမခိုးစားဘူးဆိုရင်မင်း live ပေါ်မှာတက်ပြောတယ်လို့မျိုးမင်းတတိစီလေမင်း live လွှင့်တော့မင်းပြောတယ်ဘယ်သူပဲမဆိုလားစစ်နေချပြပေးမယ်ငါနေ့ကိုပြောပြီးနေစင်စရာချပြတဲ့အချိန်မှာစာအုပ်ပဲမချပြနဲ့မင်းဘယ်မှာပို့လဲမင်းရဲ့ဝင်ငွေထွက်ငွေဝင်ငွေအားလုံးဘတ်တသန်းဆိုရင်ထွက်ငွေဘတ်တသန်းနေဘယ်မှာပြန်တော့ပို့လဲနေနောက်ထားတဲ့30ရာခိုင်နှုန်းကဘာအတွက်လဲအဲ့ဒီ30ရာခိုင်နှုန်းနေ့ရနာရေးအတွက်ဆိုရင်တလဆိုရင်နာရေးပဲနှစ်ယောက်နေပြန်တော့ကူညီပေးလေပုံငွေနေပါပြန်တော့3လေအဲ့ဒီစင်စရာတွေအားလုံးချပြခဲ့တာစာအုပ်ပြတာမဟုတ်ဘူးโอเคနော်ငါနေ့ကိုချပြတယ်နော်ငါစင်ရင်စရာငါဘယ်လိုမျိုးချပြလဲစင်ရင်6ချီဆိုတာဘယ်လိုမျိုးလဲမတ်တန်ရွက်တရားကျော်ဆိုတာဘယ်လိုမျိုးလဲပြည်သူလူထုရဲ့ငွေပြည်သူလူထုရဲ့နာမည်ဆိုတာသူတို့ရဲ့ဘိုက်စလစ်ရွက်တိုင်းကတင်ထားတယ်နာမည်တော့မကတော့ဖြတ်ပိုင်းဘိုက်စလစ်ရွက်တိုင်းကတင်ထားတယ်နော်မင်းရကလင်ကကြေးရဲ့အတန်မင်းလာတော့နားထောင်အောင်မလေးစေချုံမိတာပေါ်မှာမင်းရသူရက်ကောင်းမင်းရလိမ်မာပါတယ်အမင်းရတော်ပါတယ်မင်းရမှန်ကန်ပါတယ်ရိုးသားပါတယ်မင်းရအတန်လာတော့နားထောင်နော်ပြီးတော့မမို့အများကြီးမပြောဘူးကွာโอเคဒီကလင်ကကြေးရဲ့အတန်ကိုနေတော့လာတော့နားထောင်တေးစာနားထောင်ပြီးတော့သူ့ရဲ့အတန်ပေါ့နော်ထိုင်းကညီမလေးကသူ့ကိုစင်ရင်သွားစစ်မလို့ကသူဘာပြန်ပြောလဲဆိုတာနော်ငါ့ကိုသူပြောတဲ့တခိုးတဲ့နော်ငါနေ့ကိုတရားဆွဲမှာနေတက်တေထောက်ထားမရှိဘူးနေစင်စရာချက်ချင်းမချပြလို့စင်ငါနေ့ကိုရအောင်တရားဆွဲမယ်ထိုင်းအဖိုးကြီးတော့လည်းငါ့ကိုတက်ပြီးတော့မတရားဆွဲလို့ငါတရားဆွဲလိုက်ပြီနော်ငါ့ကိုပြန်တော့တောင်းမှရတယ်နေငါ့ကိုထင်မသေးနဲ့နေငါ့ကိုငါနေ့ကိုငစီးလို့ခေါ်တယ်နေမကျင်တော့လို့စင်လမိုးလားဖေလို့မလားနေပြောလို့ရတယ်ပြဿနာမရှိဘူးဒါပေမဲ့ငါရတီသူလူထုငွေနဲ့ပတ်သက်လာလို့စင်နေလာပြီးတော့မဟုတ်တာကိုဆွဆွလို့စင်ငါနေ့ကိုရအောင်တရားဆွဲမယ်ကွာချက်ချင်းလဲငါနေ့ကိုစင်စရာချပြခိုင်းမယ် line ပေါ်မှာမဟုတ်နော်ထိုင်းကလူကငါပို့ပြီးတော့နေစင်စရာချပြမယ်ငါဘက်ကလည်းစင်စရာကတော့ချပြမယ်โอเคနော်ဒေးစာနားထောင်ပြီးတော့ကျုပ်ကစင်ရဌာနကိုစင်ရပုံမယ်ဒီစင်ရဌာနပေးတဲ့စင်ရတွေကိုငါချနေတာဖြစ်တဲ့အတွက်အခုငါ့ကိုတို့လောက်လာပြီဘာလုပ်ပေးမလဲစင်ရစစ်ပေးအခုငါ့ကိုဒီလိုလောက်လာပြီးတဲ့ဘယ်သူကနေ့ကိုလောက်လို့လဲငါနေ့ကိုဘောမအကြောင်းနဲ့ပြောတယ်မင်းလိန်စားညာစားခိုးစားတာငါတခွန်းမှမပြောရဘူးမင်းစင်ရင်စရာနဲ့လည်းငါမဆောက်ရဘူးပထမဗီဒီယိုဘောမနဲ့မဆောက်တော့နဲ့မမို့ပြောတယ်နော်တတိပေးတယ်မကြိုက်ဘူးအမော်တက်ပဲပြောတယ်ဒုတိယဗီဒီယိုနော်တာပါတီမဟုတ်တဲ့အဖွဲကိုနေ့ကိုစီပဲပထမဗီဒီယိုကိုစီဒုတိယဗီဒီယိုကိုစီပဲခေါ်တယ်နော်အဲ့ဒါနေသူများကိုမဟုတ်တာတွေဆွဆွဲတာနော်သူများဟိုဗာလဲတာပါတီကိုဗာစန့်ကျင်တဲ့အဖွဲကနေတာပါတီလို့ဆွဆွဲတယ်မဟုတ်မမှန်တဲ့အတွက်ကြောင့်နေ့စကားပြန်ပြင်းနော်ငါပြောတယ်နေနားမထောင်ဘူးတတရချိန်ညငစီလို့ခေါ်တယ်နေ့ကိုငစီလို့ခေါ်မှငါကိုလမိုးလို့ပြန်မခေါ်ဘဲနဲ့ဖေလို့မလို့ပြန်မခေါ်ဘဲနဲ့ငါကမယောသားဘူးစင်စရာမချပြဘူးပြည်သူတို့ရဲ့ငွေ30ရလို့စင်လဲအဲ့ထမှာ9သိန်းထက်လဲဘယ်သူသိမလဲသူ့ကိုဒီလိုမျိုးလောက်လာပြီလေနေဘာကိုကြောက်နာလဲနေတတိစီလို့စင်မင်းသာယောသားမှန်ကန်လို့စင်NUG စီရချောင်းနေပို့စရာမလိုဘူးအခုထိုင်းကလူကနေတော့စစ်မယ်နေဘာဖြစ်လို့ကြောက်တာလဲနော်နိုင်ငံတော်အဆင့်ဒီလက်ရှိဆိုငါတို့တော်လိုင်းအစိုးရအဆင့်ကိုတိုင်းအစိုးရကိုတိုင်းစင်ရစစ်တာအထိခံယူမယ်နော်တာမန်အရက်သားစစ်တာတော့ငါမပြောဘူးတိုက်တဲ့အဆင့်လာကအကုန်စစ်တာကိုနေထိုင်းနိုင်ငံမှာလေကိုရထိုင်းနိုင်ငံမှာထိုင်းဥပဒေလမ်းစဉ်မှာပဲစစ်ရမှာပေါ့ကိုရအခုနေဆုံးအကြောင်းသိချင်လားကိုညီမအိမ်လာမလားညီမနေဆုံးဆိုတာချပြပေးမယ်အိမ်မမို့ဒီတလားမှာ तू ကအဲ့ဒီနေဆုံးမှာကွန်ပျူတာ100ကျော်ဟာလေနေဆုံးပဲနေလဲပဲမြို့လဲပဲရွာလဲဆိုတာလေအခုသိချင်လားနေဆုံးကဘယ်လိုပုံစံလဲဆိုတာလေညီမပြပေးမယ်အခုမမသိပဲနေဆုံးနဲ့ပြောနေတယ်ဖြစ်တယ် तू အနေဆုံးကိုမမြင်ဘူးမကြားဘူးမသိဘူးဟုတ်လားအဲ့တော့မသိချင်လားကိုလာမလား
နော်အဲ့ဒီမှာမိုးနေဆုံးတလားပို့ထားတဲ့ကွန်ပျူတာကြောကအခုကိုညီမချပြပေးမယ်လာစင်တိုင်းမှာသူပို့ထားတယ်နော်အဲ့ဒီကွန်ပျူတာတန်းနေပဲမျိုးလဲပဲရွာလဲပဲနေလဲဆိုတာလေတမျိုးချီမအခုဖတ်ကြည့်ပေါ့နော်သူကဒိတ်တွေစီးတယ်လေအခုဒီလဘယ်နေ့နေ့လဲဘယ်နှလပိုင်းလဲဘယ်နှခုနှစ်လဲနော်အဲ့ဒါစီမပြေဘူးလားအခုကနေဆုံးမစင်းတဲ့အတွက်ညီမစင်းပေးတာအေးလေအခုပြောနေတာဟိုလူစီဒီလူစီဆိုတော့ဒီထိုင်းဘန်ကအကိုရဲ့ထိုင်းဥပဒေအတိုင်းပဲစီရမှာလေအခုဘယ်သူ့ကိုသွားစီခိုင်းမှာတော့အခုထိုင်းနိုင်ငံကိုနေတာလေနော်ညီမဘယ်လိုပြောနေညီမဒီလိုပဲပြောနေတာလေညီမတို့နေနေတာထိုင်းနိုင်ငံရဲ့ဥပဒေအတိုင်းပဲတရားဝင်ဦးဆိုတာသိရလေဒါပေမဲ့တော့ဘယ်စီတာလေကိုရဲ့ဟုတ်တော့ဘယ်စီတာဘယ်သူတက်စီခိုင်းရမှာလဲ IUG ကိုတက်စီခိုင်းရမှာလားဒါပေမဲ့မရောက်လိုက်တော့စီခိုင်းရမှာလားဒီထိုင်းနိုင်ငံမှာပဲစီခိုင်းရမှာပေါ့ ညီမထိုင်းနိုင်ငံမှာနေထိုင်းနိုင်ငံဥပဒေဆိုရင်ထိုင်းနိုင်ငံမှာတော်လိုင်းရေးတရားဝင်လုပ်ခွင့်ရှိနေပြီလားညီမစကားပြောတာမဟုတ်သေးဘူးကွာဘယ်လိုလဲလာပြောနေတာလဲအခုတစ်ချိန်မှာခန်းနေရတဲ့လူနော်အခုလာတိုက်ခိုက်ကြတာနော်အခုကလိုက်ပြီးတော့ပွဲချတာမဟုတ်ဘူးနော်မဟုတ်စကားတွေပြောတာ တခြားလူတွေကတော့နေ့ကိုတိုက်ခိုက်လားမတိုက်ခိုက်ဆန်ကမသိဘူးငါကတော့နေ့ကိုမတိုက်ခိုက်ရဘူးပထမဦးဆုံးဗီဒီယိုငါကောင်းပြောတယ်ဒုတိယဗီဒီယိုငါကောင်းပြောတယ်ကိုစီလို့လည်းခေါ်တယ်တတိယဗီဒီယိုမှာနေ့ကိုငစီလို့ခေါ်တာဘာကြောင့်လဲနေ့ကလူစကားနားမလဲလို့နော်သူများအဖွဲ့အစည်းကိုလည်းလူတွေထွင်ထင်းအောင်ထင်မအောင်နေမတရားဆွတ်ဆွဲလိုက်တယ်โอเคအဲ့ဒါနေ့ကိုငစီလို့ခေါ်တာငါနေ့ကိုငစီလို့ခေါ်လို့ရိုင်းလို့စရင်နေငါကိုလမိုးလို့ပြန်တော့ခေါ်ဖာမိုးလားပြဿနာမရှိဘူးโอเคနော်ငါကိုငွေရေးချင်နဲ့ဆွဆွဲလာလို့ပဲပြီးတော့ပြောလိုက်လို့စရင်တူရဲ့တန်နာထောင်လိုက်အောင်ခဏလေးမပြေဘူးကွာမင်းပြောတဲ့စကားတွေတရားပြန်ကြည့်ပါကြောက်နေတယ်ကြောက်နေတယ် ကြောက်နေတယ်မိုးကိစ္စကိုမိုးကိစ္စကနေနဲ့မဆိုင်ဘူးငါမိုးနဲ့ပဲနေနဲ့မိုးနဲ့ဘယ်လိုပတ်တယ်ငါစိတ်ထဲဝင်မဆိုင်လဲဒါမဲ့ငါရဲ့စရင်စရာနဲ့ပတ်သက်လာလို့စရင်ငါရဲ့ဘန်သခင်တော့ငါရဲ့စရင်စရာသမားတွေနော်ထိုင်းနိုင်ငံမှာစီးတယ်နေငါကိုမတရားဆွဆွဲတဲ့အတွက်ကြောင့်နေကိုစရင်သွားစီမယ်နေလည်းငါပြန်တော့စီနေအစိုးရတွေစောက်စရာမလိုဘူးနေသာမှန်ကန်လို့စရင်ချက်ချင်းချပြငါတို့စီမယ်နေသာမှန်ကန်တဲ့ရိုးသားတဲ့2021ကနေ2026အထိနော်ငါကအမြန်နည်းနဲ့ပဲမင်းကိုစိန်ခေါ်တယ်မင်းစရင်စရာချပြဘာသာစနေငါမတရားဆွဆွဲလို့ငါ့ကိုလေစစ်ခွေးတွေဘောမတွေလူရောက်มาတွေလေအကောင်1000အကောင်1000ဆဲလိုက်ငါစောက်ခိမဆိုင်ဘူးဒီငါနေ့အတွင်းရဒါပေမဲ့ငါရဲ့ငွေရေးချေရင်နဲ့ပတ်သက်လာလို့စင်တော့ငါတရားစွဲတာနော်ငါကိုဆွဆွဲပြီးတော့တက်တေထောက်ထားမရှိလို့စင်ငါတကယ်တရားစွဲမှာအဲ့တော့ငါပြောတာရှင်းလေ तू ငါကိုတော်လိုက်နေမမဲနဲ့နော်နေငါပုံကိုစေရှုံးပြီးတော့ပမာထောင်ပြီးတော့ငါကလိန်စားပါတယ်ညာစားပါတယ်ခိုးစားပါတယ်နေဆောင်အတွက်အလူခံပြီးတော့ဘာစင်းဆရာမမချပြနေဆွဆွာတဲ့နေရစကလုံးနေရဗီဒီယိုအကောင်ကတင်ထားပြီးငါရစစ်နေစီမလဲငါပို့လိုက်ပြီနော်အဲ့ဒါနေဘယ်လိုမျိုးတောင်းယူမလဲโอเคနော်နေရစင်းစရာချပြပါနေ NUG ဆိုရဟိုဆွဲနေချပြစရာမလိုဘူး NUG ဆိုရလာပြီးတော့လူခံပေးတာမဟုတ်ဘူးကိုဘာသာနဲ့ကိုလူခံတာနေလဲနင့်ဘန်နဲ့လူခံတယ်ငါဘန်နဲ့ငါလူခံတာမဟုတ်ဘူးထိုင်းနိုင်ငံကတောင်းစစ်သူငါရစရင်မတည်းရဲ့ဘန်ကွာဘယ်လိုစမ်းလုပ်ပါတယ်ဟိုဘာလဲမရည်ပေးပါတယ် तू ငါ့ကိုပုတ်ကဆွဆွဲထားတယ်မိုးကိစ္စကနေနဲ့မဆိုင်ဘူးငါမိုးနဲ့ပဲနေနဲ့မိုးနဲ့ဘယ်လိုပတ်တယ်ငါစိတ်ထဲဝင်စားဘူးအဲ့တော့ငါပြောတာရှင်းလေ तू ငါ့ကိုတော်လိုင်းဝင်လွယ်လုံးစမ်းလုပ်ပါတယ်ဟိုဘာလဲမရည်ပေးပါတယ် तू ငါ့ကိုပုတ်ကဆွဆွဲထားတယ်အဲ့ဒီအတွက်ငါလည်းသူ့ကိုနေစုံလို့ပြန်ဆွဆွဲထားတယ်အဲ့တော့ဒီနှစ်ခုလုံးကဒီတော့ဒီကောင်ဘလောက်ကလင်ကြည့်လဲဆိုတာမမိုးဗီဒီယိုတက်တေထောက်တာစီးတယ်နော်မမိုးပထမဗီဒီယိုပြောတဲ့အချိန်မှာသူ့ကိုဘာမှမဆွဆွဲရဘူးဘာမှအကြောင်းမပြောတယ်ဒုတိယဗီဒီယိုလဲသူ့ဘာမှပြောဘူးဘာမှအကြောင်းပြောတယ်တတိယဗီဒီယိုလဲသူ့ဘာမှမဆွဆွဲရဘူးသူ့ငစီလို့ပဲခေါ်တယ်ငစီလို့သူ့ကိုခေါ်မှအဲ့ဒီညမှာမိုးကတခိုးပါမိုးကမရိုးသားဘူးနေဆောင်ကိုဘာလဲလိုက်အလူခံပြီးတော့နေဆောင်တော့ပါစင်းစဲမှမချပြဘူးတွေ့လားဘလောက်ကလင်ကြည့်လဲဆိုတာမအေးလို့อ่ะကြားတယ်နော်မမိုးသူ့ငစီလို့ခေါ်တဲ့နေ့မှာ तू ကမိုးခိုးစားပါတယ်လို့ तू ဆွဆွဲတယ်နော်မမို့တူတခိုးလို့ခွန့်ပြောဘူးဒီညမှာမိုးအားရပါရပြဒီကောင်ခိုးစားတယ်ဆိုတာနော်မနေ့တော့ကတင်ထားတဲ့ဗီဒီယိုဒီညဒီကောင်မရောသားတော့ဘူးသူ့အကြမ်းမမို့တိတဲ့နောက်ပိုင်းမှာ तू ကတကယ်ခိုးစားပါတယ်ဆိုတော့မိုးပြောတာမနေ့တော့ကလည်းဒီနေ့အဲ့ဒီမိုးပြောတဲ့ငစီဗီဒီယိုပေါက်မှာဆိုရင်တခိုးမပါဘူး तू ခိုးစားတာလည်းမပါဘူးဒီကောင်စကားပြောတာလုံးဝအစင်းနဲ့အနောက်မညီဘူးပြတို့သူ့ရဲ့စကားတွေကြံသေးတယ်ခါလေးနားထောင်ညညတတဖြစ်သွားအောင်လက်ရှိတော်နိုင်အစိုးရရဲ့စရင်စစ်တာကိုငါတို့ခံယူမယ်ဒါပဲရှင်းလေးပဲအောင်နေပြောတဲ့စေရှုံးမီဒီယာပေါ်မှာဘယ်သူပဲဝါမဆိုစစ်လို့ရတယ်ဆိုအဲ့ဆိုရင် NUG ဆိုရဘယ်တော့ကကြွလာပြီးတော့နေကိုစစ်စေးမလဲနေပြောတဲ့နိုင်ငံတော်အစစ်ပညာရှင်တွေစစ်စေးရမယ်ဘယ်တော့ကကြွလာပြီးတော့စစ်စေးမလဲဒါဆိုရင်နေငါ့ကိုမတရားဆွဆွဲထားတာနေဘယ်လိုမျိုးတောင်းယူမလဲငါနေကိုအချိန်တရက်ပဲပေးမယ်နေပြောတဲ့ငါခိုးစားလို့စရင်နေတက်တေထောက်ထားချပြနေတက်တေထောက်ထားချပြโอเคငါနေကိုငစီလို့ခေါ်တဲ့နေ့မှာနေကိုမဆွဆွဲရဘူးအဲ့တော့ငါနေကိုငစီလို့ခေါ်မှနေငါတခိုးမလို့ပြောတာနေငါကိုရင်ဆွဆွဲတာနော်ငွေရေးကြီးကိစ္စနဲ့ပတ်သက်တာမင်းဗီဒီယိုကောင်းစီတယ်ငါရဲ့ဗီဒီယိုတိုက်လက်စီတယ်ငါပြည်သူလူထုချပြမယ်အခုပြောနေတာဟိုလူစီဒီလူစီဆိုတော့ဒီထိုင်းဘန်ကအကိုရဲ့ထိုင်းဥပဒေအတိုင်းပဲစီရမှာလေအခုဘယ်သူ့ကိုသွားစီခိုင်းမှာတော့အခုထိုင်းနိုင်ငံကိုနေတာလေနော်ညီမဘယ်လိုပြောနေညီမဒီလိုပဲပြောနေတာလေညီမတို့နေနေတာထိုင်းနိုင်ငံရဲ့ဥပဒေအတိုင်းပဲတရားဝင်ဦးဆိုတာသိရလေဒါပေမဲ့တော့ဘယ်စီတာလေကိုရဲ့ဟုတ်တော့ဘယ်စစ်တာဘယ်လိုတက်စစ်ခိုင်းရမှာလဲ IUG ကိုတက်စစ်ခိုင်းရမှာလားဒါပေမဲ့မရောက်လိုက်တော့စစ်ခိုင်းရမှာလားဒီထိုင်းစစ်တာက
ညီမထိုင်းဆိုရနဲ့မဆိုင်ကိုဘန်ကို statement ထုတ်လိုက်ရုံပဲရှင်းရှင်းလေးထိုင်းဆိုရနဲ့ဘာမှမဆိုင်ဘူးဒီကတော်လိုင်းလုပ်နေတဲ့ငွေထိုင်းဆိုရအောင်လည်းသွားပြီးတော့ကျွန်တော်တို့ငွေစစ်ပေးပါသွားလုပ်လို့ရမရဘူးဘန်ကိုသွားပြီးတော့ statement တောင်းလိုက်ရုံပဲ statement တွေအဓိက ဒီလိုပဲပြောနေတာလေညီမတို့နေနေတာထိုင်းနေတဲ့ကိုရေးအကိုလောင်ကတတိတတရီတော့ကိုနော်ညီမအကိုကကောင်းပဲပြောတယ်လေကိုရဲ့နေနဲ့ကလည်းပြောစရာမလိုဘူးလေအကိုကိုဘောမရက်ကွာခေါ်တယ်လို့လေညီမလည်းမခေါ်ဘူးရောအကိုဘာဒီပူလောင်နေတာတော့ဘာဒီဖြစ်နေတာတော့ကိုရဲ့ဟုတ်တယ်လားညီမကအကိုနေဆုံးကိစ္စတီးချင်နေဆိုလို့ရှိရင်ညီမပြပေးမယ်ညီမပြောတာအဲ့ဒါမှလားအကိုဟုတ်တော့ဘာမှပူလောင်စရာမလိုဘူးကောင်းပဲပြောတာဟုတ်တော့လားညီမဘလူးပဲမပါဘူးအကိုလည်းညီမပြောတယ်ပဲညီမဘလူးပဲမပါဘူးဒါထိုင်းနိုင်ငံမှာနေတယ်ဖြစ်တဲ့ကြောင့်မမိုးလည်းထိုင်းနိုင်ငံကဘန်ကန်ရဲတော့ထိုင်းနိုင်ငံဥပဒေတိုင်းကိုစီးရမှာပဲလေဟုတ်တော့သူလက်ခံစစ်တယ်ဆိုအကိုလည်းလက်ခံစီးရမှာပဲလေအကိုဘာဖြစ်လို့မလက်ခံရဲမှာတော့ဟုတ်တယ်လေတော်လည်းရေးလုံးနေတဲ့ငွေလေစလီထောလာမယ်လေနော်အကိုပဲမျိုးကိုပို့လေမမိုးပဲမျိုးကိုပို့လေဘလောက်ပို့လေဘလောက်လူခံရလေအဲ့ဒီမှာထိုင်းမှာမစစ်လို့ရှိရအကိုပဲနိုင်ငံမှာစီးရမှာတော့ဟမ်IOGC မှာသွားစီးရမလားဒါမှမဟုတ်မြန်မာစီမှာသွားစီးရမှာစီးလို့မရဘူးကို IOGC ကထုတ်လို့ထားတဲ့ပဲမဟုတ်ဘူးမြန်မာနိုင်ငံကထုတ်လို့ထားတဲ့ပဲမဟုတ်ထိုင်းနိုင်ငံထုတ်လို့ထားတဲ့ပဲထိုင်းနိုင်ငံဥပဒေလိုက်စီးတဲ့နိုင်ငံဥပဒေသွားစီးရမယ်အော်အကိုကလည်းတကယ်တော့အဲ့ဒါအကိုတို့ပဲပြတော်နေကြလိုက်အောင်ဥပဒေဆိုတာနော်ဒီမှာပြတိုင်းမဟုတ်ဘူးလို့စီးလူစီးဝင်တော့ရောကမကြည့်တော့အမေဟိုလူလည်းစီးလူစီးကြည့်တော့ပြေးလေသွားတယ်အဲ့တော့ညီမနေနဲ့ကမများချင်လို့နော်ငုံနေနေဘယ်လိုပတ်တယ်လို့ငါမသိဘူးနေလာပြောတာငါတို့အဆင်မပြေဘူးအထမပြောနေတော့နော်ငါအဲ့လောက်နဲ့ငါတောင်းနိုင်ချင်တယ်ဘာလို့ဆိုတော့အဆင်မပြေဘူးနေလာပြောတဲ့စကားလုံးကြီးငါတွေ့လေဒါနောက်ဆုံးနေပွင့်နေပြောတာအားတို့အဆင့်ကတာမန်ပြည်သူအဆင့်ငါပြောတာဒီစစ်ရေးစစ်တယ်ဆိုတာစရင်အင်းပညာရှင်နဲ့စစ်တာလေနေစရင်အင်းပညာရှင်အော်နေလိုက်လွန်းတဲ့ချိန်မှာနေငါ့ကိုစိန်ခေါ်တယ်လို့ဘာခေါ်တယ်လို့လာစစ်ဘာလာစစ်ဘာဘယ်သူဘာလာစစ်ပါအခုကဘာလဲဟမ်အစင်စီမစစ်စေလို့ရတာလားတမန်ပြည်သူစစ်စေလို့မရဘူးလားနေလိန်စားနေလို့ဟမ်နင်းသားရိုးသားလို့စင်ချပြလေနေရစာအောက်တောင်းအောက်လေးအောက်ငါအောက်ဆယ်အောက်နေချပြစရာမလိုဘူးငါတို့တွေးချင်လားစရင်6ကြီးတရက်အတွင်းထဲမှာနေရဘန်ထဲမှာဝင်လာတဲ့ငွေအားလုံးစုပေါင်းဘယ်လောက်လဲ30တရက်နဲ့အထိတစ်လအတွင်းကဘယ်လောက်လဲထွက်သွားတဲ့ငွေအားလုံးကနေမြေပြင်မှာဘယ်လောက်ပြန်တော့ပို့လဲ NUG ကိုနေဘယ်လောက်ခွဲပေးလဲဘယ်တိုက်ရင်တက်ခွဲရောက်လဲ30ရာခိုင်နှုန်းကျန်တာကိုနေပါကို3လဲအဲ့ဒီစင်ရင်စရာတက်ထောက်ထားအားလုံးနေရိုက်ကတွေတော့ကောက်တဲ့အချိန်မှာနေရတဲ့ငွေလက်ငင်းငွေနော်အဲ့ဒါလဲစင်ရင်စရာနေချပြရမယ်အဲ့ဒါငါတို့ကစစ်ချင်တာနေလဲငါ့ကိုစစ်ငါလည်းမတတ်ဘူးနေလည်းမတတ်ဘူးအဲ့တော့နေတော့ငါတို့အဆင့်ဒီစရင်ပညာရှင်အဆင့်မဟုတ်ဘူးစရင်စစ်တယ်ဆိုတာစရင်ပညာရှင်နဲ့စစ်ကြတယ်ငါပြောတဲ့သဘောတရားဘာခဲလို့လဲဝင်ငွေစစ်တယ်ဝင်ငွေစစုပေါင်းတစ်လဘယ်လောက်လဲထွက်ငွေတစ်လဘယ်လောက်လဲအဲ့ဒီထွက်သွားတဲ့ငွေကဘယ်နေရာပို့လဲပြီးတော့ကွန်မြူမာတန်တက်တွေထောက်ထားတာပဲမဟုတ်လားနေရပါတယ်လေနေဖြတ်တာအရန်များတယ်ဟုတ်လားအော်30%လည်းစီးတယ်အော်အပြင်မှာရောက်လာတဲ့ငွေလည်းငင်လည်းစီးတယ်ဟုတ်တယ်ဟုတ်ပြီးတော့အထွတ်ထွေဆဲလည်းစီးတယ်ဟုတ်လားငါဆိုရင်လေအထွတ်ထွေဆဲလည်းမစီးဘူး30%လည်းမစီးဘူးโอเคနော်အပြင်ကငွေလည်းငင်လည်းမစီးဘူးအော်စီးမှာဘာလက်ငင်မှမစီးဘူးအိမ်မှာပဲအလူခံတယ်စေရှုံးနဲ့ပမာအလူခံတယ်နော်ဝင်ငွေဘန်ထဲမှာစီးလို့စရင်အကောင်လုံးမြေပြင်မှာပို့တယ်ငါပတ်စံလည်းမကန်ဘူးဒါပေမဲ့ငါစင်းစီကတော့ငါအေချာလောက်ထားတယ်ဟမ်နင်ပါကိုကြောက်တာလေနော်မင်းအမြန်နီးနဲ့လောက်အချိန်တရက်ပဲပေးတယ်နင်ဘာမှစင်စရာမချပြဘူးဆိုရင်နင်ငါ့ကိုခိုးနင်ငါ့ကိုလိန်ထားတဲ့နင်ငါ့ကိုမတရားဆွဆွထားတဲ့ခိုးစားပါတယ်ဆိုတဲ့မိမိုးကနင်တောင်းယူရမယ်နင်ဘာမှတောင်းယူဆိုရင်တရားစွဲမယ်ဒါပဲလူဆိုတာလေအကိုအစင်းဆိုတာပါအစင်းလေကိုရဲ့လူဆိုတာလေအဲ့လောက်အစင်းလေးကိုမပြောနဲ့တိလားအကိုတော့မဘယ်နေရာနေတက်လာလေအကိုတော့ပြန်တွေ့ရမယ်ညီမကိုအဲ့လိုအစင်းလေးဆိုတဲ့စကားလုံးအကိုမပြောနဲ့တော့ညီမလည်းလူအစင်းနဲ့မဟုတ်အခုကလည်းကိုကြိုက်တဲ့လူနဲ့ယူလာခဲကြိုက်တဲ့လူခေါ်လာခဲသူကလည်းကြိုက်တဲ့လူခေါ်ပြီးတော့အဲ့မှာစီးကြလေအဲ့တော့လားအစင်းတဲဆိုတာမပြောနဲ့အကိုတို့ရန်ဖြစ်နေလို့ညီမကပြောတယ်တယောက်လည်းအကိုလည်းတကိုးသူလည်းတကိုးအကိုလည်းမခိုးရင်အကိုလည်းမခိုးရင်သူလည်းမကြောက်နဲ့ဟုတ်တယ်လားအဲ့ဒါပဲအကိုစစ်စစ်မဲ့လုံးနေတဲ့လူတွေအကိုတို့ရန်ဖြစ်နေလို့ညီမကလည်းပြောတယ်အဲ့ဒါဆိုပန်စစ်ပြတယောက်တကိုးပြေးသူမတနာဘူးလားနော်အခုပြီးတော့နံပါတ်1အခုမှမပြောတာစရင်စရာနဲ့ပတ်သက်ပြီးတော့သူမမို့မတရားဆွဆွဲတယ်ခိုးစားတယ်လို့သူပြောတယ်နော်စီချုံမြမမို့ရဲ့ပုံသူထောင်ပြီးတော့မမို့ကခိုးစားပါတယ်လို့သူရဲ့ပစားပြမှာသူပြောတဲ့အတွက်ကြောင့်သူ့ဘက်ကတက်တက်ထောက်တာမရှိဘူးဆိုရင်မမို့တရားဆွဲမယ်နော်စရင်စရာနဲ့ပတ်သက်တာမမို့သူ့ကိုစိန်ခေါ်ပြီးညတော့က तू ကအော်အစိုးရ NUG လာစစ်မဟိုဗလက်နိုင်ငံတော်အစစ်ပညာရှင်တွေစစ်စေမတဲ့ဟာဘသူကပြောလို့လဲနေငါ့ကိုစိန်ခေါ်တော့ကနေငါ့မတရားဆွဆွဲတော့ကနေ NUG တော့နိုင်ငံတော်အစစ်တော့နေမပြောရဘူးလေအခု main ကလေးတယောက်အနေနဲ့နင့်ကိုတော့ပြောတာမှနင်လက်မခံဘူးဆိုတာဘာလဲနင်ဘာကိုကြောက်တာလဲအမြန်နည်းနဲ့လောက်နော်အေးစင်စင်တန်း2021ကနေဒီ2026ထိမချပြလို့စင်နေတာလူလိန်ဖြစ်သည်နော်ပြီးတော့ငါကိုတခိုးစားပါတယ်စင်စရာမချပြဘူးဆွဆွဲနေတဲ့ညီလဲနေဘာမှငါကိုပြန်တော့တောင်းဝင်ပြီးလို့စင်ငါနင့်ကိုတရားစွဲမယ်ဒါပဲပြည်သူတွေချဲပေးနော်သူ့ရဲ့ရောက်มาတဲ့တက်တေထောက်ထားအဲ့ဒီလက်ဝက်ချက်တော်မှမမဖော်ရသေးဘူးဒီစင်းစရာနဲ့ကိစ္စဒီမအေလိုကလိုက်ပြမလုံတော့ဘူးသူ့ရဲ့အတန်ကိုပြန်တော့နားထောင်လိုက်နော်ဘသူကတခိုးအစ်ဖြစ်လဲဘသူကထောက်ဖို့တူဖြစ်လဲဆိုတာသိရမှာပေါ့ကွာပြည်သူတွေနားထောင်လိုက်တဲ့သူ့ရဲ့ကိုပိုင်အတန်ကြံတဲ့သူ့ရဲ့အတန်ဖိုင်ဘလောင်းဘလဲစကားအစ်နဲ့အနောက်မညီတော့ဒီမမအကောင်လုံးယူထားကုန်ပြီတို့တပေါက်ပြီးတပေါက်လာမှာဒီဖတ်ထမတပေါက်ပဲအရင်နားထောင်နော်စရင်စရာဆိုတာဘယ်လိုမျိုးချပြတင်ပြတယ်ဆိုတာနော်မမိုးညတော့ကလိုက်လွင့်ချပြတဲ့စရင်စရာကွန်မြူမာတန်အဲ့ဒီ live လွင့်ရဲ့ link ကိုမမိုးအောက်မှာချထားပေးမယ်ဒီဗီဒီယိုရဲ့အောက်မှာ okay